2025 ခုနှစ်အစ္စရေးရဲ့နောက်ထပ်လေကြောင်းတိုက်ခိုက်မှုလို့တန်တရားရှိတဲ့တိုက်ခိုက်မှုအပြီးမှာအီရန်ကလက်စားချေမယ်လို့ကြေညာလိုက်ပါတယ်။ဒါပေမဲ့ဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတာကိုနားလည်ဖို့ဆိုရင်ကျွန်တော်တို့ဟာရာစုနှစ်တစ်ခုကျော်အချိန်ကိုပြန်သွားပြီးအစ္စရေးနိုင်ငံရဲ့မူလအစကိုပြန်ကြည့်ဖို့လိုအပ်ပါတယ်။နှစ်ပေါင်း2000နီးပါးကြာအောင်ဂျူးလူမျိုးတွေဟာကမ္ဘာအနှံ့မှာပြန့်ကျဲနေထိုင်ခဲ့ကြပါတယ်။1800ပြည့်နှစ်ရဲ့နောက်ပိုင်းမှာတော့ဇီယွန်ဝါဒပေါ်ပေါက်လာခဲ့ပါတယ်။ဒါကတော့သူတို့ရဲ့ဘိုးဘွားပိုင်မြေကိုပြန်လည်ရရှိရေးအတွက်တောင်းဆိုတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ပထမကမ္ဘာစစ်အပြီးမှာဗြိတိန်ကပါလက်စတိုင်းဒေသကိုထိန်းချုပ်ခဲ့ပါတယ်။ဂျူးတွေရောအာရပ်တွေပါလွတ်လပ်ရေးကိုမျှော်လင့်ခဲ့ကြပြီးမကြာခဏဆိုသလိုပဋိပက္ခတွေဖြစ်ပွားခဲ့ကြပါတယ်။ဒုတိယကမ္ဘာစစ်နဲ့ဂျူးလူမျိုးတုံးတပ်ဖြတ်မှုကြီး Holocaust အပြီးမှာတော့ဂျူးလူမျိုးတွေပေါ်ကမ္ဘာလုံးဆိုင်ရာစာနာမှုတွေကနိုင်ငံတစ်ခုထူထောင်မှုအတွက်ထောက်ခံမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ပါလက်စတိုင်းပြည်သူတွေအတွက်ကတော့ဒီအရာဟာကြီးမားတဲ့ပေးဆပ်မှုတွေနဲ့ရင်းနှီးခဲ့ရပါတယ်။1948ခုနှစ်မေလ14ရက်နေ့မှာအစ္စရေးနိုင်ငံကလွတ်လပ်ရေးကြေညာခဲ့ပါတယ်။အဲ့ဒီနေ့ရဲ့နောက်တစ်နေ့မှာပဲအာရပ်9နိုင်ငံကစစ်ကြေညာခဲ့ပါတယ်။အီရန်နိုင်ငံကအစ္စရေးကိုတရားမဝင်နိုင်ငံတစ်ခုရန်သူတစ်ခုဖြစ်ရှုမြင်ပါတယ်။အစ္စရေးကဆီးရီးယားမှာရှိတဲ့အီရန်တပ်ဖွဲ့တွေကိုပြစ်မှတ်ထားတိုက်ခိုက်ပြီးနျူကလ িয়ার စက်ရုံတွေကိုလည်းခိုးချောင်ခိုးဝှက်ဖျက်ဆီးခဲ့တယ်လို့ဆွဆွဲခံရပြီးနောက်မှာတော့နိုင်ငံကြားတင်းမာမှုတွေဟာအဆမတန်မြင့်တက်လာခဲ့ပါတယ်။လက်စားချေခြင်းရဲ့တန်ရာကတော့ဆက်လက်လည်ပတ်နေပါတယ်။တန်တမန်ရေးကဒီအခြေအနေကိုအင်းငိမ့်စေနိုင်မလားဒါမှမဟုတ်ကျွန်တော်တို့အားလုံးစစ်ပွဲစီကိုဥတည်နေကြလားဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။